ဒီတော့ရှင်းပါတယ်ကျွန်တော်တို့ဂျာမနီနေနဲ့ဗျာအဲ့လို Ivory Coast ကိုတော့ထိတ်တိုက်တွေ့နေတဲ့အချိန်မှာဒါဒီလိုပွဲမျိုးကိုသူ့အနေနဲ့အဲ့လိုကိုပြတ်မကန်လို့ရှိရင်ဒါသူထပ်မိုက်တဲ့လူဘလူးရှိအောင်ပါလဲပေါ့နော်အဲ့လိုဖြစ်သွားလိုက်မယ်အဲ့တော့ဂျာမနီသေချာပေါက်ကိုပြတ်မယ်လို့ထင်ပါတယ်ခင်ဗျနယ်သာလန်တိုက်စစ်အနေနဲ့ဘယ်လိုပဲပွဲထုတ်လာပါစေဗျာဂျပန်နောက်တန်းကိုသူလွယ်လွယ်ကြော်နိုင်မယ်လို့တော့ကျွန်တော်မမြင်မိဘူးဂျပန်နောက်တန်းကဒီအင်္ဂလန်ရဲ့တတိယတိုက်စစ်တွဲကြီးကိုတိုက်စစ်စုဖွဲ့မှုကြီးကိုအဲ့လိုအကောင်းဆုံးထိန်းချုပ်ပြီးတော့အဲ့လို0-1နဲ့နိုင်ယူထားတဲ့ခြေစစ်ပွဲမှာပြီးတော့ဒီပုံအဲ့ဒီပုံစံကိုကလုံးဝသူတို့မှာ form မပြတ်သေးဘူးဘရာဇီးကိုလည်းနိုင်ထားတဲ့ဂျပန်ကဒီတော့ဂျပန်ကိုကျွန်တော်အရန် high နေမိတယ်ဗျာဒီညအတွက်ဒီညမဟုတ်ဒီနှစ်ပြိုင်ပွဲမှာပေါ့ဒီနှစ်ပြိုင်ပွဲမှာကျွန်တော်ကဂျပန်ရဲ့မော်ရိုကိုရဲ့နော်ဝေရဲ့ကိုလုံးဝဓာတ်ဟောက်တွေဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်မနေ့ကလည်းမော်ရိုကိုအလျောက်ကျွန်တော်ထင်တဲ့အတိုင်းပဲအဲ့လိုဂိုးပြန်လန်သွင်းပြီးတော့ဘရာဇီးကို1-1ယူသွားတယ်ဒီညလည်းဂျပန်ကိုကျွန်တော်စိတ်ထဲမှာထင်နေတယ်ဒါပေမဲ့ဒီပွဲကတော့ဂိုးပြန်လန်သွင်းပြီးတည်ကြမယ်လို့တော့ကျွန်တော်မခံစားမိဘူးတည်ကြခဲ့လို့ရှိရင်လို့အဲ့လိုဇီးဖြစ်ဖို့ပိုများပါတယ်ဗျနယ်သာလန်နိုင်ဖို့အတွက်အဲ့လို35%လောက်ရှိတယ်တည်ကြဖို့35%ရှိတယ်ဂျပန်နိုင်ဖို့30%ရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အဲ့လို personal ခံစားချက်အရကျွန်တော်ကိုရွေးချယ်ခိုင်းမယ်ဆိုရင်တော့ကျွန်တော်ကအဲ့30%ပဲရှိတယ်ဂျပန်အနိုင်ဘက်မှာပဲကျွန်တော်ကနေချင်တယ်ဆွီဒင်ကဒီဘယ်လိုပြောမလဲဥရောပအသင်းဆက်ဆန်သူကဥရောပစတိုင်နဲ့ပဲကစားမှာဗျာဒီ Scandinavian တွေကအဲ့လိုဘယ်လိုပြောမလဲမာကုံရှိတယ်ဇလာတန်တို့လေမာကုံရှိတယ်ဗီတာယောဂရဆိုတော့တုံတိုက်လို့ပြိုတဲ့ကောင်မျိုးမဟုတ်ဘူးလက်စနာကြီးဆက်ကြတော့ဘောလုံးစကေးပြေးသွားတယ်တူဦးချင်းဖြတ်ကျော်မှုကောင်းတယ်ဂိုးသွင်းသေးကြတယ်ဒါပေမဲ့ဒီနှစ်ယောက်ကအကောင်းဆုံးတွဲဖက်နိုင်မလားသူတို့နှစ်ယောက်ရဲ့နောက်မှာစော့မယ်ဒီ Celtic ကွင်းလန်တိုက်စစ်ကစားသမားလေးကျွန်တော်ကပြောတဲ့ Benjamin ဘသူလားဆိုတာအဲ့ကောင်လေးကသူတို့နှစ်ယောက်စီကိုအဲ့လိုအခွင့်အရေးကောင်းဖန်တီးပေးနိုင်မယ်ဆိုရင်ဒီပွဲကိုဆွီဒင်ကတရနိုင်မယ်လို့ကျွန်တော်ထင်တယ်နှလုံးသေးဗျအဲ့တော့ over သမားတွေနည်းနည်းတော့စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်ဒီနေ့ကနောက်တန်းရန်ကောင်းနေတဲ့အတွက်ဒီပွဲမှာ over မနေသေးဘူးလို့ကျွန်တော်ခံစားမိတယ်total ကစားခြင်းအန်နာကစားပါ